ပရိသတ်အချစ်တော်ဖက်ရှင်ဘရဲမှာတင်စာဝင့်ကျော်ပရိသတ်တွေရဲ့အမြင်မှာအမြဲတမ်းထူးခြားဆန်းစစ်တဲ့ဖက်ရှင်တွေရဲထင်းတဲ့တင်ဆက်မှုတွေနဲ့နေရာယူထားသူကတော့မင်းသမီးတင်စာဝင့်ကျော်ပဲဖြစ်ပါလေ။သူမဟာမြမရုပ်ရှင်လောကမှာဆယ်စုနှစ်တစ်ခုကျော်ကြာအောင်မြင်မှုတွေကိုထိန်းထားနိုင်တဲ့ထိပ်တိုင်းမင်းသမီးတူပါ။ဒီနေ့ဗီဒီယိုမှာတော့သူမရဲ့အမှုပညာခရီးလမ်းနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တင်စာရဲ့အမှုပညာလမ်းကြောင်းအစားကတော့တင်စာဝင့်ကျော်ဟာအမှုပညာလောကတဲ့ကိုမော်ဒယ်တူအနေနဲ့စတင်ဝင်ရောက်ခဲ့တာပါ။သူမရဲ့ထူးခြားတဲ့အလားပါနဲ့ကိုဟန်အနေထားကြောင့်ပရိသတ်တွေတတိထားမိခဲ့ပြီးဗီဒီယိုစကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။အောင်မြင်မှုမှတ်တိုင်ကတော့သူမဟာသရုပ်ဆောင်ပိုင်းမှာလည်းပြည်ပြင်းသူဖြစ်လို့ကျင်းစားတဲ့အိမ်ကဲ့သို့သောရုပ်ရှင်ဇာတ်ကားကြီးတွေမှာထူးထူးခြားခြားသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ထူးခြားချက်ကတော့ခေတ်ပြိုင်မင်းသမီးတွေထဲမှာခန္ဓာကိုယ်အလှပကိုအမြဲတမ်းထိန်းထားနိုင်တဲ့ fitness အားကစားကိုဝါသနာပါသူတူလေးဖြစ်ပါတယ်။သူမဟာ fashion နဲ့လူမှုကွန်ရက်လွှမ်းမိုးထားသူဖြစ်ပါတယ်။တင်စာဝင့်ကျော်လို့ပြောလိုက်ရင်သူမရဲ့ bold ထက်တဲ့ fashion တွေကိုခြံထားလို့မရပါဘူး။ပွဲသက် fashion တွေကြောင့်ဝေဖန်မှုအချို့ရှိခဲ့ဘူးပေမဲ့သူမကတော့ကိုယုံကြည်မှုရှိဝတ်ဆင်တာဟာအမှုပညာတစ်ခုပဲလို့သတ်မှတ်ထားသူပါ။ social media မှာ follower တန်းနဲ့ချီရှိပြီးသူမဝတ်ဆင်တဲ့အဝတ်အစားသူမသုံးဆွဲတဲ့ပစ္စည်းတိုင်းဟာလူငယ်တွေကြားမှာအမြဲတမ်းရေပန်းစားလိရှိပါတယ်။စိန်ခေါ်မှုနဲ့လက်ရှိသူမရဲ့ဘဝမှာအခက်အခဲနဲ့စိန်ခေါ်မှုတချို့ဥပမာထိန်းခံရမှုများရှိခဲ့ပေမဲ့သူမဟာပရိသတ်တွေရှေ့ကိုအားအိမ်အပြည့်နဲ့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။လက်ရှိမှာတော့အမှုပညာအလုပ်တွေအပြင်ကိုယ်ပိုင်စီးပွားရေးနဲ့ကြော်ညာရိုက်ခုမှုတွေကိုဆက်တိုက်လုပ်ကိုင်နေတာတွေ့ရပါတယ်။သူမရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကပရိသတ်တွေအတွက်အားကျစရာတစ်ခုလည်းထင်နေပါတယ်။တင်စာဝင့်ကျော်ဟာဝေဖန်မှုတွေကြားကနေအောင်မြင်မှုကိုကိုယ်တိုင်တည်ဆောက်ခဲ့တဲ့အမျိုးသမီးတူပါ။ပရိသတ်ကြီးကလည်းတင်စာဝင့်ကျော်ရဲ့ဘယ်လိုအမှုပညာဖန်တီးမှုကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးပေးသွားပါဦးနော်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာနောက်ထပ်ပဲအမှုပညာရှင်လာမလဲထပ်ဆောင်ပေးကြပါဦးနော်